မင်္ဂလာပါရှင်နေ့ရက်ဒီနေ့ရွှေချိန်ဆက်တွေမှာပေါ်လာတဲ့ကဏ္ဍတွေကိုဘယ်လိုဖတ်မလဲဆိုတာလေးကိုဖတ်နည်းလေးလာပြောပြပေးမယ်အဲ့ဒါလေးကလည်းအရေးကြီးတယ်ပေါ့နော်ကိုယူဝယ်လာတဲ့ရွှေကဘလောက်သားလဲဘလောက်လေးချိန်ရှိတာလဲအယောဘလောက်လဲဒါတွေကလုံးဝသိရမယ့်အချက်လက်တွေလေနော် online ပေါ်ကပဲဝယ်ဆိုင်ရပဲသွားဝယ်ကိုယုံကြည်တဲ့လူရှိရဝယ်တော့မယ်ဆိုလို့ရှိရင်ကိုရဲ့အဓိကဒီရလာတဲ့ရွှေချိန်လေးကိုတော့ကိုကသိရမယ်အဲ့ဒါလေးကအဓိကအချက်ထဲမှာပါတယ်တီးထိုက်တဲ့အရာတွေအများကြီးထဲမှာအဲ့ဒီတစ်ချက်လဲပါတယ်အဲ့တော့နင်းကရွှေချိန်ဆက်ကနေပြီးတော့ဘယ်လိုကြက်ပဲရွေးကိုဖတ်ရမလဲဆိုတာနင်းပြပြပေးမယ်နော်လိုက်ကြည့်ပေးပါရှင့်ရွှေချိန်ဆက်မှာဆိုလို့ရှိရင်သူကဒီမှာဒီရှေ့မှာဒီအရင်ဆုံးတွေးတဲ့အရာလေးကကြက်လေးဒီအလေကနှလုံးလေးကပဲလေးဒီနောက်ကနှလုံးလေးကကြတော့ရွှေလေးအဲ့တော့ကြက်မှာတစ်လုံးပဲရှိတယ်ဆိုတာဒီဆက်ရဲ့ဘယ်လောက်ထိတိုင်းတာလို့ရတယ်ဆိုတဲ့အတိုင်းတာပေါ့မူတည်တယ်เนาะကြက်ဘယ်လောက်ကြက်သားပေါ့เนาะအဲ့တော့ဒီနှလုံးကပဲကကြတော့15အထိရတယ်လေ16ဆိုရင်တစ်ချက်ဖြစ်သွားမှာအဲ့တော့15ဆိုတော့1 5အဲ့တော့ပဲမှာက2ခုရှိရမယ်ဘယ်နှပဲပေါ့နော်တကယ်လို့10မကျော်9ပဲလို့10ပဲလို့ဆိုရင်3 8 3 1အဲ့လိုပေါ့နော်အဲ့လိုမျိုးလေးဖြစ်မယ်သူကပဲနေရာမှာ2ခုရှိမယ်ဆိုတဲ့သဘောပဲနောက်တစ်ခုဒီနောက်ကနှလုံးကရွေးကကြတော့ဘယ်နှရွေးနဲ့ဘယ်နှ point နော်ဘယ်နှရွေးနဲ့ဘယ်နှ point 9ရွေးနဲ့9 point လောက်အထိရတယ်ပေါ့နော်ဒီနောက်ကနှလုံးကအဲ့တော့ဂျက်ပဲရွှေဟုတ်ပြီနင်းဒီလက်စွပ်လေးကိုချိန်ပြမယ်ဒါလေးဆိုလို့ရှိရင်ပန်ထရာလက်စွပ်လေးပေါ့နော်အဲ့တော့ဒါလေးကိုနင်းကချိန်ပြမယ်အဲ့တော့တပဲနဲ့6ရွေး1 point ရှိမယ်နော်တပဲ6ရွေးနဲ့1 point ရှိမယ်သူကတစ်ချက်သားမပြည့်တဲ့အတွက်ကြက်မှာ0ပဲပြမယ်ပဲကကြတော့တပဲပဲရှိမယ်တပဲပဲเนาะတပဲဆိုတော့101အဲ့လိုပြမယ်နောက်တစ်ခုကနောက်ကရွေးကကြတော့6ရွေးနဲ့2 point ပေါ့ဒီနောက်ကလေးက point เนาะဒါလေးဆိုလို့ရှိရင်အကျန်းအပြင်ဖတ်တတ်သွားမယ်လို့နင်းကယုံကြည်ပါတယ်ရှင်သိချင်တာရှင်လည်းနင်းကိုမှန်လေးမှာမေးပေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်เนาะ